Okay ဘာသာတို့ဒီနေ့မှာတော့အနေငယ်တူညီမှုရှိတဲ့ stand တွေအကြောင်းပြောပြသွားပါမယ်ဒီဗီဒီယို brother Lowell လက်ကနေကျွန်တော် refund ယူရတာဖြစ်တဲ့အတွက် credit ပေးပါတယ် Okay တော်တော်နဲ့လူရင်းသူရှင်းပဲပြောပြမယ်ပထမဦးဆုံးကတော့ Crazy Diamond နဲ့ Golden HP ရပါနှစ်ခုလုံးကအသက်သက်ပေးတဲ့ stand တွေလည်းဖြစ်တယ်လို့ attacking ပိုင်းရော defense ပိုင်းမှာရောအများကြီးအားသာပါတယ် short rider အမျိုးအစားတွေဖြစ်ပြီးတော့ Golden HP ကတတ်မဲ့အရာတစ်ခုအပေါ်ပဲအသက်သက်ပေးလို့ရတာပါမဟုတ်ဆိုရင်တော့ Bruno Bucciati တို့မျိုး leader ဖြစ်ကုန်ပါမယ်နောက်တစ်ခုကတော့ Part 4ကမအေးပေးလေကန်အိုရနာဂီရဲ့ stand Y2 man နဲ့ Stone Ocean နဲ့ကဂျိုလင်းဆောက်ွက်ရခဲ့တဲ့ Mira Show ရဲ့ stand Marilyn Manson ပါနှစ်ခုလုံးကကြိုက်တဲ့လောင်စာကြိုက်တဲ့ gambling ကိုအသုံးပြုပြီးတော့ရှုံးတဲ့အခါကျရင်တော့တူညီတဲ့တန်ကြီးတစ်ခုပြန်ပြီးတော့ပေးရတာပါ Part 3မှာရှိတဲ့ gambling ညီကိုနှစ်ယောက်လည်းဒီလိုမျိုးပါပဲနိုင်တဲ့အခါကျရင်တော့ soul manipulation လုပ်လိုက်တာပါနောက်တစ်ခုကကျွန်တော်3ယောက်ရွေးထားပါတယ်ပထမဦးဆုံးကတော့ Trish ရဲ့ Spike နဲ့ Mario Zucchero ရဲ့ Sword Machine ရဲ့Tamaki Damo ရဲ့ Vitamin C ရဲ့ပါ၃ယောက်လုံးကပျော်ပြောင်းမှုပဲဦးစားပေးတဲ့ stand တွေပါအဲ့ဒီမှာ Spike ရဲ့တယောက်ကပဲ attacking ဘိုင်းမှာနည်းနည်းအားသာတာပါနောက်ပြီးတော့သူက Robber လိုမျိုးပျော်ပြောင်းတာပေါ့ဟိုနှကောင်ကတော့ကွန်ဒုံးလိုမျိုးပျော်ပြောင်းတာတဲ့ပူတင်းလိုမျိုးပျော်ပြောင်းတာဒါပဲကွာတာနောက်နှစ်ယောက်ကတော့ကျွန်တော် Holocaust တဲ့ The Emperor နဲ့ Mr ရဲ့ Service တို့ရွေးထားပါတယ်နှစ်ယောက်လုံးကကြီးကြံ Interaction တွေကိုပဲပြောင်းနိုင်တဲ့ GAN တွေကိုပဲအသုံးပြုတာမို့လို့ပါနောက်နှစ်ယောက်ကတော့ Terinosuke Miyamoto ရဲ့ stand Enigma နဲ့Higashikata Kato ရဲ့ stand Space Tracking ပါနှစ်ခုလုံးကစာရွက်တွေကိုထည့်သိမ်းတာနဲ့ဖဲချက်မှာထည့်သိမ်းတာပဲကွာသွားတာပါနောက်ပြီးတော့ဖြက်စီးလို့လည်းရတယ်လို့ကြိုက်တဲ့အချိန်နဲ့ထပြီးတော့သုံးလို့ရပါတယ်ဒါပေမဲ့ Enigma မှာလူတယောက်ကိုစာရွက်ထဲထည့်မယ်ဆိုရင်ထိုလူရဲ့ကြောက်စိတ်ကိုအတီးပဲအရင်လောက်ရပါတယ်ပြီးတော့ကျွန်တော်နောက်ထပ်ရွေးရတာကတော့ Beach Boy နဲ့ခါကုန်းဝင်ပေါ့နော်ကျွန်တော်ပထမ Beach Boy နဲ့ကိုကျွန်တော်ဟိုးစာနဲ့တွားပြီးတော့ရွေးသေးတယ် Diver Down လို့ပေါ့နော်ဒါပေမဲ့ခါကုန်းကပို့ပြီးတော့ဆင်တူမလားပေါ့နှစ်ယောက်လုံးကခန္ဓာကိုယ်လူခန္ဓာကိုယ်အတွင်းပိုင်းနဲ့ဝင်ပြီးတော့ဖြတ်စည်းလို့ရတဲ့ stand မျိုးစားတွေမို့လို့ပါကျွန်တော်နောက်တစ်ခုကတော့ Notorious Bit နဲ့ Yellow Tavern ကိုရွေးထားပါတယ်နှစ်ခုလုံးကတက်ရှိတစ်ခုခုစားသုံးပြီးမှကြီးထွားလာတဲ့အရာတွေပါဒါပေမဲ့ Yellow Tavern ကကျွန်တော်တို့တာမန်လူတွေတော့မြင်နိုင်တဲ့ stand မျိုးစားဖြစ်ပြီးတော့ Notorious Bit ကတော့ user တေသွားမှactivate ဖြစ်တဲ့ stand ပါ stand ကိုသုံးချင်ပါဆိုမှ user အရင်ဆုံးတေရတယ်ငါလောက်ခွာနောက်တစ်ခုကတော့ Giachiyo ရဲ့ stand White Air Plan နဲ့ကျွန်တော်က battery မှာကျွန်တော် Pet Shop ရဲ့ stand Horror ကိုရွေးပါတယ်နှစ်ခုလုံးကရေခဲ stand ပေါ့နော်လူနဲ့တရိတ်ဆန်နဲ့ကွာသားတာပဲရှိတယ်ဒါပေမဲ့ White Air Plan ကstand ဆိုတာတဲ့ဆိုင်အာမတစ်ခုနဲ့ပို့ပြီးတော့တူပါတယ် Okay နောက်တစ်ခုကျွန်တော်ရွေးထားတာကတော့ Part 3မှာပါခဲ့တဲ့ Oregon မြောက်မသားလေးဖြစ်တဲ့ Wutan Forever ရဲ့ Strand ပေါ့နော်ဒီကောင်ကထိတွေ့ကင်တွယ်လို့ရတဲ့ stand မျိုးစားရှိပြီးသားလေးတသေးလေးကိုမှအလုံးဝ upgrade evolve ဖြစ်အောင်လုပ်ပြီးတော့တကယ် stand ဆွမ်းအကြီးကိုတုံးရတဲ့ stand မျိုးစားပါနောက်တစ်ယောက်ကတော့ဂျိုတာရိုဆောက်ဝက်ရိုက်ခဲ့တဲ့ ZZ ဖြစ်တဲ့ Wheel of Fortune ပါဒီကောင်လည်းပဲထိတွေ့ကင်တွယ်လို့ရတဲ့ stand မျိုးစားပဲရှိပြီးသားကားအဆုပ်လေးကိုမှလုံးဝ upgrade မြင်လာတဲ့ကားတရေကြီးအဖြစ်လိုက်ပြီးတော့တိုက်ခိုက်တာပါနောက်ဆုံးရွေးထားတာကတော့အမေကိုပြစ်မာတဲ့ခွေးမသားလေး Joshua ရဲ့ Necking Call နဲ့Bruno Bucciati ရဲ့ Sticky Finger ပါနှစ်ယောက်လုံးကခန္ဓာကိုယ်အစိပ်ပိုင်းတက်ရှိတတ်မဲ့အပစ္စည်းအကုန်လုံးဖြုတ်တက်လို့ရပြီးတော့ Necking Call က Sticky Finger လိုမျိုးထိစရာမလိုပဲသူ့ရဲ့အကွာအဝေး9မီတာလား10မီတာလားအဲ့အတွင်းရောက်တဲ့အချိန်မှာ impact ဖြစ်ပါတယ်ဒါပေမဲ့ Josu ကတော့ South လဲကြီးပဲသုံးခဲ့တာမို့လို့ဒီကောင်ကိုကျွန်တော် Okuyasu နဲ့တအိမ်ထဲကိုထားရမှာပါကျွန်တော်ဒီ video ထဲမှာပြောလို့မပါခဲ့တဲ့ stand တွေရှိရင် comment မှာခြာရေးခဲ့လို့ရပါတယ်နောက်တစ်ခုကဒီ video brother Lowell လက်ကနေကျွန်တော် refund ယူရတာဖြစ်တဲ့အတွက် credit ပေးပါတယ်